လူချင်းမင်းတို့ကိုမော်ပြီးဂျပန်ပြပတ်ဝန်းကျင်အနီးနားမှာရှိတဲ့ခြံကြည်ကြည်လေးတစ်ခွက်နဲ့အယောင်မိတ်ဆက်ပေးချင်ပါတယ်။ယခုရောင်းချပေးမဲ့ခြံမြေကစုစုပေါင်း12ဧကကျယ်ဝန်းပြီးမြေမျိုးအစားကလာနာ39အခြားကြီးသုံးဆွဲခွင့်ချပေးတာမြေကွက်လေးပဲဖြစ်ပါတယ်။ဒီခြံမြေရဲ့အားသာချက်ကမြေတီးတန်းမဟုတ်ပဲလုပ်ငန်းစတင်ရန်အခြားနည်းသုံးဆွဲခွင့်လာနာ39ချထားပြီးခြံဝန်းအတွင်းမှာလည်း RC အဆောက်အဦပါရှိပြီးကိုပိုင်လျှက်စစ် transformer 100 kVA ပါရှိရာဖြစ်ပါတယ်။ရေနဲ့မီးအဆင့်သင့်ရှိရာကြောင့်ဝယ်ယူပြီးရနဲ့လုပ်ငန်းစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီနေရာလေးကတော့စီးပွားရေးလုပ်ငန်းရှင်များအတွက်အလွန်တင့်တော်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ရောင်းမဲ့ဈေးနှုန်းလေးကတော့တဧကကို3,200ကျပ်ဖြင့်ရောင်းချပေးတော့မှာဖြစ်ပါတယ်။ဒီဧကကျယ်လေးကိုစိတ်ဝင်စားပါက399423315599ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။